ကိုလူတိုင်းမြင်မှတ်ပါတယ်သို့သောမိမိတို့အိမ်မက်၏ကောင်းကျိုးဆိုးကျိုးကိုကြိုတင်၍သတိမထားမိသည့်အတွက်အကျိုးခံစားသင့်သောအရာများလွဲချော်သွားသည်လည်းရှိပါတယ်အိတ်တာနဲ့မတ်တဲ့အိမ်မက်မျိုးကသွေးလီခြောက်ချပြီးမတ်တဲ့အိမ်မက်ရှေးရခင်ကခန်းစားမှုတာကိုအကြောင်းပြုပြီးမတ်တဲ့အိမ်မက်နှဆိုးနှဝါးတွေလှည့်စားလို့မတ်တဲ့အိမ်မက်ဆိုရဟု၍အိမ်မက်၃မျိုးရှိပါတယ်အကျိုးအဖြစ်ကိုပြတဲ့ပုပ္ပနမိတ်ကြောင့်မြင်မတ်တဲ့အိမ်မက်မျိုးကိုတော့အိတ်တိုင်းမမတ်ပါဘူးကောင်းတာကိုပဲဖြစ်ဖြစ်ဆိုးတာကိုပဲဖြစ်ဖြစ်နမိတ်ပြလိုတဲ့အိမ်မက်မျိုးကခက်ခဲလာပါတယ်ဒါကြောင့်အဘဆရာကြီးမင်းသိခါပြောကြားခဲ့တဲ့ထီပေါက်စေတဲ့အိမ်မက်များကိုချစ်ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်ရှင်နံပါတ်1အိမ်မက်မြင်မက်ရာတွင်ဝိဖြူစင်ကျင်တဲ့လူပုဂ္ဂိုလ်ကြီးဖြစ်စေလူသူတော်ကြီးဖြစ်စေယတိယဟန်တူဖြစ်စေကြွားရောက်ပြီးလျှင်တရားကိုသာအထုတ်ပါဟုမိတ်ဆွေခဲ့သည်ဖြစ်စေသို့မဟုတ်မြစ်သည့်ကိစ္စကိုဆောင်ရွက်၍မြည်တို့ပြုလုပ်ပါဟုမိန့်ကြားခဲ့သည်ဖြစ်စေအိမ်မက်တွင်မြင်မက်ရပါကနတ်ကြီးဝိဇ္ဇာကြီးများနှင့်တွေ့ရသောအိမ်မက်ဖြစ်သည်ထီပေါက်မိအိမ်မက်ဖြစ်ပါတယ်နံပါတ်2ရွံပွဲအတိဖြစ်သောမစင်များကိုပိုးလောက်တို့နှင့်မြိန်ဆက်စွာသုံးဆောင်ရသည်ဟုမြင်မက်သည်ဖြစ်စေပိုးလောက်တို့နှင့်အတိပြီးသောအစာအာဟာရတစ်ခုကိုမြိန်ဆက်စွာစားရသည်ဟုမြင်မက်သည်ဖြစ်စေမိမိကိုယ်၌မစင်လိမ့်ကြံခြင်းမစင်တွင်းကြီးတဲ့သို့ကြာရောက်ရခြင်းလူတဦးတစ်ယောက်ကမစင်ကိုထုတ်၍ပေးသည်ဟုမြင်မက်ရခြင်းပိုးလောက်တို့သည်မိမိကိုယ်၌အထက်ထက်ကပ်ရောက်နေသည်ဟုမြင်မက်ခြင်းတို့သည်ထီပေါက်စေတတ်သောအိမ်မက်များဟုဆိုလိုပါသည်နံပါတ်3နေလကျဲတို့ကိုမိမိကိုယ်တိုင်စွတ်ခူး၍လက်တွင်းသို့ရောက်သည်ဟုမြင်မက်သည်ဖြစ်စေဝိဖြူစင်ကြယ်စွာနှင့်ပုဂ္ဂိုလ်ကြီးတဦးစွတ်ခူး၍ပေးသည်ဟုမြင်မက်သည်ဖြစ်စေနေလကျဲနက်ခတ်တို့သည်ကျွေ၍မိမိအိမ်သို့ကြသည်ဟုမြင်မက်သည်ဖြစ်စေထီပေါက်နိုင်သောအိမ်မက်ဟုဆိုလိုသည်နံပါတ်4မပွေမွေဟောက်စသောတိရစ္ဆာန်များသည်တခုသောတောင်ပို့တွင်ဖြစ်စေကုန်းမြင့်မော်တွင်ဖြစ်စေတည်ရှိနေ၍၎င်းမွေများကိုမိမိကိုယ်တိုင်နှိမ်နှင်း၍အတွင်းရှိပစ္စည်းများကိုသုံးဆောင်ခန်းစားရသည်ဟုမြင်မှတ်ခဲ့သောထီပေါက်မိအိမ်မက်ဖြစ်ပါသည်နံပါတ်5အဖိုးအနှက်ကထိုက်တန်လာသောရွှေကြက်ဥကိုဖြစ်စေတစုံတစ်ခုသောဝစ်စုံတစ်ခုခုကိုဖြစ်စေဝိဖြူစင်ကြယ်စွာရှိသောပုဂ္ဂိုလ်တစ်ယောက်ကလာရောက်၍ပေးသည်ဟုမြင်မှတ်ခြင်းတို့သည်ထီပေါက်စီမိအိမ်မက်ဖြစ်ပါတယ်နံပါတ်6နွားကိုစီး၍မြို့ရွာသို့လှည့်လည်ရသည်ဟုမြင်မှတ်တော်၎င်းလူစီကားသောအရက်တွင်မိမိကနွားကိုစီး၍လူအပေါင်းတို့နှင့်လှည့်လည်ရသည်ဟုမြင်မှတ်တော်၎င်းနွားကိုစီး၍ထင်ရှားကြော်စောသည်ကိုမြင်မှတ်ခဲ့သောထီပေါက်စေတတ်သောအိမ်မက်ဖြစ်ပါတယ်နံပါတ်9ဝိဖြူစင်ကြယ်နှင့်လူပုဂ္ဂိုလ်ကြီးထံမှ၎င်းယတိယဟန်များထံမှ၎င်းမုံမြတ်သောတည်တည်တစ်ခုကိုရသည်ဟုမြင်မှတ်သည်ဖြစ်စေတစ်ပင်တစ်ပင်ပေါ်မှတည်တည်အများရှိသည့်အနံထိုတည်တည်တို့ကိုစွတ်ယူနိုင်ရန်ခဲရင်သောကိစ္စတစ်ခုခုကိုမိမိကိုယ်စွမ်းနှင့်စွတ်ယူ၍စားရသည်ဟုမြင်မှတ်သည်ဖြစ်စေအခြားအကူအညီတစ်ခုခုတို့ကြောင့်စွတ်ခူး၍ရသည်ဟုမြင်မှတ်ခဲ့သောထီပေါက်စေတတ်ပါသည်